ရွာမှာရိုးရတာတော့ဆက်ပါဆက်ဗျာအောင်စေရတုအောင်စေရတုအောင်စေရတုတပတ်မင်္ဂလာကောင်းချင်းမင်္ဂလာဖြာဖြာနေကောင်းချင်းမနာတင်းရပါတယ်ဤနေ့ရဲ့အခြေဟာသမယာလေးမှာမင်္ဂလာတို့တာမင်္ဂလာတို့သမီးတို့အတွက်ကျွန်တော်တို့ကျိုးရတနာဒေသတာပေါဆက်ဖြစ်ဖြောပြတင်ဆက်အခက်ပြီးရရှိပါတယ်ဗျာဖြောပြတင်ဆက်အခက်ပြီးရရှိပါတယ်ဗျာโอเคမင်္ဂလာပါကျတရေမင်္ဂလာဖြာဖြာနေခန္ဓာပြည့်စုံတော့ဤမင်္ဂလာပွဲကြီးနေရူသားသမီးတို့အတွက်ဥစွာပထမသူတောင်းပြတာဘိုးသာကြီးစီရင်ကျပအပ်ပါတော့ယမတမရီ1389ခုနှစ်ကဆုံလာစေရှိရဲ့4ရက်5လ2025တနင်္ဂနွေနေ့နေ့9နာရီမှနေ့လယ်12နာရီအထိအခက်ကျိုးမွေးတော်မူဖြစ်ပါတယ်ခင်ဗျာမင်္ဂလာနေရာရေနံချောင်းကြီးဝါဦးစစ်တူပေါ်ဦးတင်စုဒေါ်သိန်းသိန်းအေရိုကြီးနေမင်္ဂလာမန္တတို့တွားရောက်ကြပါရဲ့ခင်မင်းရင်းနှီးစွာဖြည့်ဖိတ်ကြားခြင်းပြောပါတော့ပါဗျာမင်္ဂလာအခက်ပွဲဖိတ်ကြားခြင်းပါဗျာရောက်ရီတိုင်းမြို့ဝါတော်ကြီးပါကျောင်းစုကြီးပါဦးတာမြိုင်ဒေါ်ပူဦးစောဟန်စေဒေါ်မအေးတို့ဦးချစ်ဒေါ်ခေမော်တို့တာကြီးမမြတွေမနေပွင့်ခိုင်တို့အကိုမင်္ဂလာတို့တာဘောင်မျိုးမင်းသူနေရောက်ရီတိုင်းဘူပင်မြို့နေဝါတော်ကြီးပါဒီနေ့ချောင်းကြီးပါဦးဖိုးညိုဒေါ်တေလာဦးအောင်သိဒေါ်ရင်လာတို့ဦးလာတီဒေါ်တန်းညိုတို့ဦးစစ်တူဦးတင်စုဒေါ်သိန်းသိန်းအေရိုသမီးမောင်စိုးထက်အောင်ယမမင်္ဂလာတို့သမီးမခင်မြတ်မှုတို့မင်္ဂလာအခက်ပွဲတို့တွားရောက်ကြပါရဲ့နှစ်ဖက်သောမိဘများနဲ့မင်္ဂလာမောင်နှံတို့မှာခင်မင်းရင်းနှီးစွာဖိတ်ကြားခြင်းပြုပါတယ်ပါဗျာကျွန်တော်များကျိုးရတနာပေါင်းဆက်ပါခင်ဗျာဒီနေ့ဒီများမင်္ဂလာအခက်ပွဲကျင်းပပြုလုပ်သည့်မင်္ဂလာတို့သာဘောင်မျိုးမင်းတို့နှင့်မင်္ဂလာတို့သမီးမခင်မြတ်မို့တို့သည်ရာတက်ပဲရိုးမြစ်ကြောင့်ပေါင်းဖွဲ့နိုင်ကြပါစေကျင်နာမှုသာနာမှုအားပေးမှုအပေးယူပြရကြမထီမကင်းအနေဥစ္စာအိယာမဝိစားစိတ်ရလုံးကြည်ကျင်နာတော့အိမ်ဦးနဲ့အိမ်တွင်းမှုလို့သိန်းတော့တေချာမိစ္ဆာကြောင့်တရောအောင်ဖြန့်ချီရင်းမအိမ်သူဝိကျင်ရပဲဖြစ်ပါစေလို့သူတောင်းမြတ်တာဥတာလိုက်ရပါဗျာတို့ရတာပေါင်းဆက်ဖြစ်ဖြောပြတင်ဆက်အခက်ပြီးလျက်ရှိပါရဲ့ဗျာဒီနေ့ဟိမ်းများမင်္ဂလာအခက်ပွဲကျင်းပပြုလုပ်သည့်မင်္ဂလာတို့သာမောင်မျိုးမင်းတို့နှင့်မင်္ဂလာတို့သမီးမခင်မြတ်မို့တို့မင်္ဂလာအခက်ပွဲတွေအစာလဲအစောပါဝင်၍ဗာရမီပြည့်ကြသောအပေါင်းသေးရောင်းရင်းနှင့်ကျွမ်းမွေးအခက်ပေးပါတော့ညီငယ်ညမနဲ့အပေါင်းကျွမ်းရောက်ကြီးမင်းကြပါတော့အဲ့တဲ့မိပိသာပေါင်းတို့မင်္ဂလာတို့သာမင်္ဂလာတို့သမီးနှစ်ဖက်မိဘတို့ကိုသာကျွန်တော်တို့ရောက်ရီတိုင်း
ဘူပင်မြို့နယ်ရင်းနှံချောင်းကျေးရွာမှာဖြိုးရတနာဒေသနာပေါဆက်မှာကျေးဇူးတူတင်ရှိပါကြောင်းထပ်လောင်းပြောကြအပ်ပါဗျာလက်ဖက်တော်မိဘများနေဆွေမျိုးညာတွေကကုံသွဲလေလို့တွားရညာလူသမားကြီးများပါဖြစ်ဘေးရမတ်များကင်းစင်ပါရောင်းမန်းတာဝယ်ပန်းသားလို့စီးနဲ့ပွေမျိုးဝင်ငွေတို့ကချောင်ပြူသားရရှိနိုင်ကြပါစေလို့အော်ရိတာနေဒေါ်ရိတာနေမြစ်တာခါပိုးသားလိုက်ရပါဗျာအားလုံးပဲပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေကျွန်တော်များဖြိုးရတနာပေါဆက်ပါဗျာ